လူထဲမှာဦးဇင်းတို့အဖေတွေအမေတွေဘိုးတွေဘွားတွေပါသေးလားမဒီမှာဆိုလို့တင်ပေးရတာမပါပါဘူးပြရတယ်ကြည့်ရတာတော့ဒီမှာရှင်းလားရှင်းပါဗျာကဲဒါဆိုရင်ဦးဇင်းတို့ဘိုးတွေဘွားတွေအဖေတွေအမေတွေနားထောင်ကောင်းအောင်ချော့ပြောနေရမယ့်အရွယ်တွေဟုတ်ရလားဗျာဟုတ်ပါဗျာဘာဖြစ်လို့လဲဆိုတော့ဒီရွယ်ကြီးမှာဒီအလုပ်မလုပ်ဖဲနဲ့သေသွားရင်တတဲလုံးကာမဂုဏ်တွေနဲ့နေပြီးတော့ကာမဂုဏ်တွေနဲ့သေသွားရင်ကာမဂုဏ်အာယုဆိုတာကောင်းတဲ့ကံလားဆိုးတဲ့ကံလားဗျာဆိုးတဲ့ကံပါဗျာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာအကုသိုလ်ကောင်းတဲ့ကံလို့ပြောမှာလားဆိုးတဲ့ကံလို့ပြောမလားဆိုးတဲ့ကံလို့ပြောပါဗျာကဲဆိုးတဲ့ကံနဲ့နေတဲ့လူကိုကောင်းကောင်းနေတယ်ပြောရမလားဆိုးဆိုးနေတယ်ပြောရမလားဆိုးနေတယ်ပြောပါဗျာဒါဆိုရင်သူ့ရဲ့နေပုံနေခြင်းကကောင်းကောင်းနေခြင်းလားဆိုးဆိုးနေခြင်းလားဆိုးဆိုးနေခြင်းပါဗျာအဲ့ဒီနေခြင်းဆိုးတွေနဲ့နေပြီးတော့များသိရင်သိခြင်းဆိုးနဲ့သိမှာရှင်းလားကမ္မဘဝပြည့်စရာဇာတိလို့ဘုရားမဟုတ်ဘူးလားဟုတ်ပါဗျာကံကြောင့်ဇာတိဖြစ်တာမှန်ပါဗျာဇာတိဆိုတာဘာကြောင့်ဖြစ်ဒါဆိုရင်မကောင်းတဲ့ကံတွေကမကောင်းတဲ့ဇာတိဖြစ်မှာပေါ့မှန်ပါမှန်ပါဒါဆိုရင်ဦးဇင်းတို့ဘိုးတွေဘွားတွေဖေးတွေမိတွေလွတ်လန်းလို့လိုချင်ရင်ကိုယ်ကံကိုကိုပြန်စစ်ရှင်းလားရှင်းပါဗျာငါပြတ်သက်လာခဲ့တဲ့တက်တန်းတစ်လျှောက်ဦးဇင်းဆိုရင်49နှစ်ရှိပြီပေါ့ဟာ49နှစ်တောင်ရှိပြီဘဝတတတစ်လျှောက်လုံးကောင်းလာနဲ့မကောင်းတာဘယ်ကများတော့ဒီလိုစစ်ဖို့မကောင်းဘူးလားကောင်းပါဗျာကဲမကောင်းတာကများရဲ့အဲ့လိုအဖြေထွက်ရင်ပြင်ဖို့မကောင်းဘူးလားကောင်းပါဗျာမကောင်းတာကများမှန်းသိပါလေခဲ့တဲ့မပြင်မဲတဲ့အဲ့ဒီမကောင်းတဲ့ကံတွေနဲ့နေပြီးတော့သိရင်မကောင်းတဲ့ကံကမကောင်းတဲ့ဇာတိကိုဖြစ်မှာပေါ့မှန်ပါဗျာမကောင်းတဲ့ဇာတိဆိုတာဘုရားစကားတိုင်းပြောတော့အပယ်၄ပါးဘာပါလိမ့်ဗျာအပယ်၄ပါးပါဗျာဒါကြရင်သင်တို့ဘိုးလေးဘွားလေးဒီထဲမှာမသိမဲ့လူများပါသလားမပါပါဘူးဗျာကဲသိရင်အပယ်၄ပါးကိုသွားခြင်းတဲ့လူရောပါသလားမပါပါဘူးဗျာဒါပေမဲ့မကောင်းတဲ့ကံနဲ့ကောင်းတဲ့ကံကိုဘယ်ဟာအလုပ်များကြလဲမကောင်းတဲ့ကံများကြပါဗျာမကောင်းတဲ့ကံအလုပ်များတယ်ဆိုတော့ညင်းလို့ရမလားမရပါဘူးဗျာဒါဆိုရင်ဒီကနေ့မကောင်းတဲ့ကံကနေကောင်းတဲ့ကံကိုပြောင်းကြအောင်လို့ပြောပြနေတာဒါမှလွတ်လန်းကိုရှာတွေ့မှာပေါ့အဲ့ဒါလိုမှမဟုတ်ရင်လွတ်လန်းရှာတွေ့ပါမလားမတွေ့ပါဘူးဗျာအဲ့ဒါလိုမကောင်းတဲ့ကံတွေနဲ့နေပြီးတော့သိရင်အပယ်၄ပါးမှတပါးတခြားသွားစရာရှိသလားရှိပါဘူးဗျာဒီလိုရှင်းလားရှင်းပါဗျာဒါပေမဲ့သင်တို့ဘိုးတွေဘွားတွေဖေတွေမေတွေညီကိုမောင်နှမတွေကျိုးစားကြဖို့မကောင်းဘူးလားကောင်းပါဗျာကဲလိုက်ကြိုးစီစားမအောင်သေးပြန်လင်လဲသေးပြန်လင်လဲအပယ်ဘေးကဘူးအပယ်ဘေးကဘူးနေရန်စင်လဲနေရန်စင်လဲကျွယ်ရေးကစုကျွယ်ရေးကစုညံမသုံးနဲ့ညံမသုံးနဲ့ဆံဖြုံးတဲ့လူဆံဖြုံးတဲ့လူမြေပေါ်လေးမြေပေါ်လေးဝက်ခွင်းနွားနဲ့တူဝက်ခွင်းနွားနဲ့တူဘာနာပဲပြောရမှာလဲညီလေးတွေတဲ့အဲ့ဒီလူဆံဖြုံးနေတဲ့လူတွေဗျာရှင်းလားရှင်းပါဗျာဘာဖြစ်လို့လဲဆိုကြည်သာခွေးတွေဝက်တွေလည်းမွေးတယ်နဲ့သေသည်အထိခန္ဓာကြောင့်သိသွားသလားသိပါဗျာတရားအလုပ်လုပ်သွားသလားမလုပ်ပါဘူးဗျာမရအလုပ်နဲ့တာအချိန်ကုန်တာရှင်းလားရှင်းပါဗျာဒါဆိုရင်ဦးဇင်းတို့ဘိုးတွေဘွားတွေလည်းမွေးတယ်နဲ့သေသည်အထိတရားအလုပ်မလုပ်ဘဲနဲ့မရအလုပ်နဲ့တာအချိန်ကုန်ရင်အားလည်းလာတယ်ခင်လည်းခင်တယ်ဒီကရှင်းလားရှင်းပါဗျာနောက်တစ်ခေါက်ပြန်ဆိုကြည့်ဦးမဗျာပေးပြန်လင်လဲပေးပြန်လင်လဲအပယ်ဘေးကဘူးအပယ်ဘေးကဘူးနေရန်စင်လဲနေရန်စင်လဲတွေ့ရေးကစုတွေ့ရေးကစုညံမသုံးနဲ့ညံမသုံးနဲ့ဆံဖြုံးတဲ့လူဆံဖြုံးတဲ့လူမြေပေါ်လေးမြေပေါ်လေးဝက်ခွေးငါးနဲ့တူဝက်ခွေးငါးနဲ့တူအဲ့ဒီထဲတော့ဦးဇင်းတို့ပေရီမေရီကိုပွားတွေပါမယ်မချင်းပါဘူးပါပါဘူးဒီလိုပဲပြောမယ်ဆိုတာသိရပါစံပြုံးတဲ့လူတော့အပြစ်မသိနဲ့ရှင်းလားရှင်းပါဗျာဘောပေါက်တော့ရလားရှင်းပါဗျာဒါဆိုရင်ခန္ဓာ၅ပါးတစ်ပါးပါးကိုဦးဇင်းတို့ဘိုးဘွားပင်ကြီးများသတိထားပြီးတော့စောင့်စားကြည့်ဖို့မကောင်းဘူးလားကောင်းပါဗျာဝိပဿနာဆိုတာကိုယ်အကြောင်းကိုကိုယ်သိအောင်လုပ်တာကိုယ်ထိုင်ကြည့်နေတာပေါ့ကဲဒါဆိုရင်တယောက်နဲ့တယောက်ဆွဲလန်းတာချင်းတူသလားမတူပါဘူးဗျာမတူဘူးတချို့ကရုပ်ကိုဆွဲလန်းတာတချို့ကအတန်ကိုဆွဲလန်းတာတချို့ကအနံ့ကိုဆွဲလန်းတာတချို့ကအရသာကိုဆွဲလန်းတာတချို့ကအထီးအတွေ့လေးကိုဆွဲလန်းတာရှင်းလားရှင်းပါဗျာဒါကဘာကိုပြောချင်တာတော့ဆိုတော့ခန္ဓာ၅ပါးမှာလည်းဝေဒနာခန္ဓာရဲ့သိဉ္ဇခန္ဓာရဲ့သင်္ခါရခန္ဓာရဲ့ဝိညာဉ်ခန္ဓာနာခန္ဓာ၄ပါးရူပခန္ဓာကရုပ်ခန္ဓာတစ်ပါးခန္ဓာ၅ပါးမှာအဲ့ဒါလိုရုပ်နာဆိုပြီးတော့ပွဲမတွားဘူးလားတွားပါဗျာပွဲသွားတယ်ဒါကဘာကိုပြောချင်နေတာတော့ဆိုခ
ဦးလို့ဆိုမျိုးတွေပိုးတွေပွားတွေကိုဦးစင်းနားလျောက်ဆိုရင်ဟင်းညိုတောက်တယ်ပေါ့ဘူးရဟင်းညိုတို့ပဲရဟင်းညိုတို့တောက်ဘူးတယ်မဟုတ်လားဓာတ်နဲ့လောရဟင်းညိုတို့လေကဲဓာတ်နဲ့လောရဟင်းညိုတို့တောက်တဲ့ကတော့အရင်နဲ့ဖတ်နဲ့ဖွဲမရဘူးလားရတယ်အရင်ထဲမှာပါတဲ့ငပိရဲ့ချုံမှုရဲ့ငချောက်ပဇွန်ချောက်တွေရဲ့စားတွေရဲ့ခွဲလို့ရလားမရဘူးငပိကများရင်လေးတယ်ပေါ့စားကများရင်ငန်တယ်ပေါ့ချုံမှုကများတော့လေချိုးတယ်ပေါ့ရှင်းလားခုလည်းဒီတိုင်းပဲခန္ဓာ၅ပါးမှာရုပ်ခန္ဓာနဲ့နာမ်ခန္ဓာ၄ပါးနှစ်ခုသာခွဲလို့ရတာကျန်တာကငပိရဲ့စားရဲ့ရေရဲ့ချုံမှုရဲ့ကျန်တဲ့နာမ်ခန္ဓာ၄ပါးကခွဲမရဘူးရှင်းလားတဘာပြည့်နောက်ကအကုန်လိုက်ပါတာဒါပေမဲ့စားလဲပါတယ်ချုံမိုးလဲပါတယ်ငပိလဲပါတယ်ပဇွန်ချောက်လဲပါတယ်စက်သားမုံလဲပါတယ်ဒါပေမဲ့လို့စားများရင်ငန်းလဲရတာကဥပ္ပဆောင်ဘူးလားမှန်ပါဗျာအဲ့ဒါလိုပဲဝေဒနာခန္ဓာခံစားမှုအားကောင်းနေရင်ဝေဒနာကဥဆောင်တယ်မှတ်သားမှုအားကောင်းရင်ပညာကဥဆောင်တယ်ရှင်းလားရှင်းပါဗျာအဲဒါဆိုလို့ဆိုရင်မျိုးတွေဦးစင်းသိစေခြင်းတဲ့အဓိကအဓိပ္ပာယ်ကရုပ်ခန္ဓာနဲ့နာမ်ခန္ဓာလို့နှစ်မျိုးလည်းပဲခွဲရတယ်နောက်၅ပါးကတွဲလည်းပဲဗျာသဘောပေါက်ရဲ့လားမှန်ပါဗျာဒါဆိုရင်တို့ဆိုရင်မျိုးတွေပိုးတွေပွားတွေကိုရုပ်ကြီးကအကျဉ်းစားကြီးဆိုတော့လူတိုင်းမသိနိုင်ဘူးလားသိနိုင်ပါဗျာနာမ်ကကြတော့လူတိုင်းမသိနိုင်ဘူးဒါပေမဲ့အဲ့ဒီနာမ်ထဲမှာအထင်ရှားဆုံးကဝေဒနာပဲထင်ရှားဆုံးကဘာပါလဲဝေဒနာပါဗျာဒါဆိုရင်ဝေဒနာကိုနည်းနည်းဆက်ပြောလိုက်တာပေါ့10နာရီထိုးဖို့10မိနစ်လိုသေးတယ်7နာရီခွဲစတယ်ဆိုတော့9နာရီခွဲဆို10နာရီ10နာရီထိုးရင်10နာရီခွဲအဲ့ဒါဆိုရင်10နာရီခွဲတာဆိုရင်တရားသိညာပေါ့ဝေဒနာလေးနည်းနည်းဆက်ပြောရင်မကောင်းဘူးလားကောင်းပါဗျာကြောက်မပေးနဲ့တော့အဲ့ပြတော့ဘုန်းကြီးကတော့ဘာဖြစ်လို့တော့ဆိုတော့ခန္ဓာရဲ့အကြောင်းကိုသိမှလွတ်မြောက်ခြင်းစိတ်ပေါက်မှာရှင်းလားရှင်းပါဗျာလွတ်မြောက်ခြင်းစိတ်ပေါက်မှလွတ်လန်းကိုရှာမှာပေါ့လွတ်မြောက်ခြင်းစိတ်မပေါက်ဘဲနဲ့လွတ်လန်းရှာမှာမလားရှာပါဗျာဒါဆိုရင်ဒီလိုဆိုရင်မျိုးတွေဝေဒနာခန္ဓာလေးနည်းနည်းလေးဆက်ပြောကြည့်အောင်ဝေဒနာခန္ဓာရဲ့တာယာွယ်လေးတွေပေါ့ဗျာအဲ့ဒါဆိုရင်တာယာွယ်ဆိုတာမပြောခင်ဝေဒနာခန္ဓာခန္ဓာ၅ပါးမှာဝေဒနာခန္ဓာလို့ခေါ်တဲ့ခံစားမှုသင်္ကြန်ခန္ဓာလို့ခေါ်တဲ့မှတ်သားမှုနာခန္ဓာ၄ပါးမှာတစ်ခုနဲ့တစ်ခုခွဲမရဘူးအာကြီးတဲ့လူကရှေ့ကခေါင်းဆောင်ဒါလည်းအဟုတ်ပါလေးကိုပြောတော့ဒီလိုဆိုရင်မျိုးတွေကိုဘုန်းကြီးမြင်ရလားမြင်ပါရဲ့ဗျာဘယ်ကမြင်တော့ဗျာမြင်ပါပါဗျာဒါပေမဲ့အဲ့ဒီမျက်စိကဝေတော်ဆရာတော်တို့သိလားသိပါပါဗျာတချို့တကားမှမမြင်ဘူးတဲ့လူတွေကဝေတော်ဆရာတော်နဲ့နာမည်သာကြည့်တယ်ကဲတွေ့တော့လေကလေးလေးပဲဖြူဖြူချောချောလေးပါလားညကြတော့အာမနာဘူးသူကကြအာမနာလို့ဆိုတော့ရှင်လိုက်ရတာမချောဘူးလားပြောပြရမှာဟောတော့ဘူးလေမချောပြောတဲ့လူတွေဟောနေတယ်ဟောတာပဲတတ်တယ်သူသိပြောချင်တဲ့အဓိကသိပဲကချောတယ်လက်တယ်ဖြူတယ်မဲတယ်လို့ညလုံးကသိသလားသိပါဗျာသိတော့ဘယ်အသိတော့စိတ်ကသိတာသိတော့ဘယ်အသိစိတ်ကသိတာဒါအလွယ်ပြောတာပေါ့ဗျာရှင်းလားရှင်းပါဗျာအဲ့မသိတဲ့မျိုးလုံးကြီးကယုံမသိတဲ့မျိုးလုံးကြီးကဘာပါလဲသိတဲ့စိတ်ကရှင်းလားရှင်းပါဗျာဒါကိုဘာဖြစ်လို့ပြောချင်တာတော့ဆိုတော့ဦးဇင်းတို့ဘိုးလေးပွားလေးပေးမိလေးဦးဇင်းတို့ငယ်ငယ်တုန်းကရှားတစ်စိတ်မိချစ်ကလေးတွေမြင်မှုတယ်ပေါ့မှန်ပါဗျာကဲရှားတစ်စိတ်မိချစ်ကလေးတွေကမိချစ်ဆံမပါဘူးလားပါပါဗျာမိချစ်ဆံရမ်းအခွန်အောင်မပါဘူးလားပါပါဗျာကဲသူ့ဟာသာသူနေတော့မိတောက်သလားမတောက်ပါဗျာမတောက်ဘူးမိချစ်ဆံရဲ့မိချစ်ဆံရမ်းအခွန်ရဲ့ဒီလက်ကဲဒီလိုခတ်ချစ်မှုရဲ့လောက်လိုက်တာနဲ့မိမတောက်ဘူးလားပါပါဗျာအဲ့ဒီလေးမျိုးဆိုရင်မိမတောက်ဘူးလားပါပါဗျာသူလည်းသူတို့တွေမျိုးတွေဘိုးလေးဘွားတွေမျက်စိရဲ့မြင်စရာအာယုံရဲ့နှလုံးသွင်းမှုရဲ့ကဲတွဲဆောင်လိုက်တဲ့အခါကျတော့မြင်စိတ်ကလေးမပေါ်ဘူးလားပေါ်ပါရဲ့ဗျာလက်ကမိချစ်ဆံရဲ့မိချစ်ဆံရံကအခွန်ရဲ့ဒီလိုအားထုတ်မှုတိုးချစ်ခတ်မှုရဲ့၄ခုစုံမှာမိတောက်ဖြစ်တာရှင်းလားရှင်းပါရဲ့ဗျာဒါဆိုရင်အဲ့ဒီမိတောက်ကမိချစ်ဆံရံအခွန်ထဲမှာရှိတယ်လားရှိပါဘူးဗျာမိချစ်ဆံရံမှုထဲမှာရှိလားရှိပါဘူးဗျာဒီလက်ထဲမှာရှိလားရှိပါဘူးဗျာဒီလိုလှုပ်ရှားလိုက်တဲ့အမူအရာထဲမှာရှိလားရှိပါဘူးဗျာဒါပေမဲ့ဒီ၄မျိုးစုံရင်တော့မိတောက်မလာဘူးလားဟုတ်ပါပါရဲ့ဗျာဒီလိုဆိုရင်မျိုးတွေဘိုးတွေဘွားတွေမျက်စိရဲ့အစင်းရဲ့နှလုံးသွင်းမှုရဲ့အဲဒီနှလုံးသွင်းတတ်တဲ့စိတ်ကလေးရဲ့ပေါ့ဒီ
ဒီဟာတွေစုံလိုက်တဲ့အခါကျတော့မြင်သိစိတ်ကလေးဖြစ်မလာဘူးလားဖြစ်ပါပါဗျာအဲ့ဒီမြင်သိစိတ်ကလေးကိုငါမြင်တယ်သူမြင်တယ်ယောက်ျားမြင်တယ်ချောတယ်လာတယ်ပြူတယ်မဲတယ်